လူတယောက်တက်ခိုတာတော့နည်းနည်းလေးမှမကွေးသွားတယ်ကျွန်တော်ကတမန်ရဲ့အရေးသွေးကိုကြည့်လိုက်ပါဒီဂျပန်ကတမန်လေးက1 square feet ကို900ပဲကြားသိမ်းပါတယ်ဆိုင်မှာ store ရှိနေတဲ့ site လေးကတော့2ပေခွဲ3ပေ3ပေပတ်လဲ4ပေပတ်လဲရှိပါတယ်အခြား3ပေ4ပေ site ကို order တင်နေဆိုရင်လည်းရပါတယ်နော်ဈေးနှုန်းလေးကလည်းတပေကို1000ခန်းဝန်းကျင်နဲ့ရတယ်ဆိုပြီးတော့ quality ဘိုင်းကိုလုံးဝအထင်သေးလိုက်နေအောင်နော်ဒီတမန်မှာ3ပေထားတဲ့ material တွေကလက်မ flap ပြား3ပေတူ3မ flap ပြား3ပေတူနဲ့5ပဲလုံး site လေးတွေကို3ပေထားပါတယ်ခံစည်းကနှစ်ထပ်မှုတ်ထားပေးပြီးတော့အယောင်ကတော့ခဲအောင်ပြီးတက်မရပါမယ်လူကြီးမင်းတို့အရင်တက်ထားတဲ့ဗနေတကားမှာအတွင်းဘက်မှာတက်ချင်တာပဲဖြစ်ဖြစ်အပြင်ဘက်မှာတက်ချင်တာပဲဖြစ်အဆင်ပြေအောင်လို့အခုလိုမျိုးနှစ်ဖားလေးလည်းထည့်ပေးထားမျိုးရှိပါတယ်တကယ်လို့ကိုကနှစ်ဖားမလို့ချင်ဘူးဝင်ချတက်ချင်တယ်ဆိုလို့ရှိရင်လည်းသိစိတ်လာဆွေးနွေးလို့ရတယ်ဒီလိုမျိုးဖလက်ပြားလေးမှာအပေါက်ဖောက်ပြီးလို့လည်းရပါတယ်ဒီလိုတမန်မျိုးတက်ထားမယ်ဆိုလို့ရှိရင်ကိုယ့်အိမ်မှာလွယ်တကူတခိုးလည်းမကတ်နိုင်ပါဘူးနော်ဒီတမန်လေးတွေကတော့ပစ္စည်းတိတဲ့အဝယ်လေးပဲရပါမယ်တက်စီရင်စားပစ်လေးတော့မရသေးပါဘူးဒီဂျပန်ကတမန်လေးတွေကိုတစ်ချက်ကဆောက်ပြီးဝယ်နိုင်တယ်လို့အချိန်မရမှာမယ်ဆိုရင်လည်းပို့တောင်းစီစဉ်ပေးထားပါသေးတယ်ရန်ကုန်မြို့အတွင်းအိမ်နိုင်ရောက် delivery ပို့ဆောင်ပေးတဲ့ဝန်ဆောင်မှုတွေလည်းရှိပါတယ်တကယ်လို့နေရာမှာယူချင်တယ်ဆိုလို့ရှိရင်လည်းဘေးနောက်ကိုစီပို့ဆောင်ရေးကိတ်လေးကိုပို့ဆောင်ပေးပါတယ်ရှင်အရှိသွေးမှန်စေးတန် UPVC အလူမီနီယံပတင်းတကားဆိုအမိတ်ရှန်